ပြောင်းနေတဲ့တောတွင်းမှာပြောစရာတွေကတော့အများကြီးရှိတယ်။အဲ့ပြောစရာတွေအကုန်လုံးကပြောမယ်ဆိုရင်ကျွန်တော်လည်းမိုးဆုပ်ပြီးတော့တေးလောက်တယ်။ဒီတော့အရေးကြီးတဲ့ຢာတွေကိုပဲရွေးပြီးပြောသွားမယ်။အဓိကကတော့အီမှုရဲ့အကြောင်းပေါ့။ကဲအချိန်ဆွဲမနေတော့ဘဲနဲ့ဗီဒီယိုလေးကိုစလိုက်ကြရအောင်။အရေးကြီးတဲ့အီမှုအကြောင်းကိုပြောခင်မှာအန်နာဝါကလူဖီတို့အခြေအနေကိုအရင်ပြောမှတော့ရမယ်။လူဖီတို့ကသာလိုကီနဲ့စကားကောင်းနေကြတာ။ FF ပေါ်ကျုံးမှာကကဘာတွေမှာပြတ်နေပြီ။ဒါဘာကိုပြသနေရလဲဆိုရင်တော့လူဖီပါဝင်တခြားလူတွေကအရင်ကြီးမြင်းချက်သေးတော့ပါ။တနည်းအားဖြင့်ပြောရမယ်ဆိုရင်တော့လူဖီတို့တိုးတက်ဖို့လိုနေသေးရဲ့ဆိုတာကိုမိမောင်းထိုးပြနေရလည်းဖြစ်ပါတယ်။ဂါဘန်နဲ့ရှင်ကြည့်မယ်ဆိုရင်ဂါဘန်က FF ကျွန်းကိုရောက်လာတဲ့ Holy Knight 3ယောက်လုံးရဲ့တရှိနေမှုကိုအာရုံခံပြီးတော့တယောက်ချင်းစီကိုလိုက်တီးရပါ။ဒါတော့မှကန်ကိုတို့ကသူတို့ရဲ့ဖြစ်တည်မှုတွေကိုဖုံးထားတာမျိုးဖြစ်တယ်။ရှင်းပြောရမယ်ဆိုရင်တော့သူတို့ရဲ့ aura တွေကိုသူမှမသိအောင်လုပ်ထားတာမျိုးဖြစ်တယ်။ဂါဘန်ရဲ့ observation haki ကိုလူဖီအနေနဲ့တင်ယူဖို့အများကြီးလိုအပ်နေသေးတယ်။လူဖီလည်းမဟုတ်ဘူး။ဒီလိုအစွမ်းမျိုးကိုတခြားလူတွေလည်းတင်ယူဖို့လိုအပ်သေးရဲ့လို့ကျွန်တော်ကတော့မြင်မိတယ်။နောက်တစ်ချက်ကတော့လူဖီနဲ့လိုကီကြားကသဘောတူညီမှုပါ။ chapter တွင်းမှာပြထားရမယ်ဆိုရင်လူဖီကရှန်အကြောင်းကိုသိကြုံနဲ့လိုကီကိုလွတ်ပေးလိုက်မယ်ဆိုရင်လူဖီကစောက်ဘောဓာတ်ကိုပို့သွားပြီးမဖြစ်လို့လဲဆိုတော့ FF ကျွန်းတစ်ခုလုံးကဖင်တုံအောင်ကြောက်ပြီးတော့တန်ကြိုးပေါင်း36,000လောက်နဲ့ဖမ်းထားတဲ့သူကိုဒီလိုမျိုးပါစင်နဲ့ခံစားချက်ကြောင့်လွတ်ပေးရဆိုရင်တော့လူဖီရဲ့အုံနောက်ကပလာကြီးဖြစ်နေရဆိုပြီးသတ်မှတ်ရမှာမျိုးပါ။လူဖီကပရိုက်တာပင်လေသမားလို့တော့ခေါ်ခံရတဲ့လူမလို့လိုကီစီကနေတောင်းဆိုထားတာတွေကရှမ်းကြောင်တစ်ခုတည်းတော့ဟုတ်မှမထင်ဘူးကျွန်တော်ထင်တာကတော့ FF ကလူတွေကိုအနေရမပြည့်ရဘူးဆိုတဲ့ကတိစကားတွေအနည်းဆုံးတော့ပါတော့ပါတယ်ဒီထက်ပိုကောင်းတဲ့အကြောင်းပြချက်မျိုးလည်းရှိကောင်းရှိနေနိုင်ပါသေးတယ်အခုတွေ့ရတဲ့လောက်ဘက်ထရီတွေမှာဆိုရင် straw တွေကဘယ်သူကမှဘာကူမှကြီးကြီးမားမားလုံးမပြနိုင်သေးဘူးတချို့အဖွဲ့ဝင်တွေဆိုရင်လုံးမပြနိုင်တဲ့ထက်ကိုပို့ပြီးတော့အားမရတဲ့အဆင့်တွေထိပါရောက်ကုန်ကြတယ်အထူးသဖြင့်တော့ဂျင်ဘေးနဲ့ရော်ဘင်တို့ပါဒီထဲမှာမှဂျင်ဘေးကအတော်လေးဆိုးတယ်လို့ကိုပြောရမယ် Holy Knight တွေကမဟာတရားတွေချမ်းပြန်ရမ်းပြနေချိန်မှာကောက်ရိုးအုပ်ထုပ်တွေကတော့ထွက်ပြေးအောင်မှအဖမ်းခံရလူနှီးပါဖြစ်သွားတယ်။နာမီတို့အုပ်စုဆိုရင်ဂန်ကိုတယောက်ထင်းနေတော့မှတစ်ဖွဲ့လုံးပေါက်သွားတာကြီးကတော်တော်လေးကိုရုပ်ပေါက်ပါတယ်။ရင်ဘေးလိုမျိုးယွန်ကိုသုံးအောင်ရဲ့လက်အောက်မှာလည်းနေဘူးလေ။ဘတ်တဲ့ HP ရနဲ့အများကြီးရှိတဲ့သူတယောက်ကဂန်ကိုရှင်းမချနိုင်တဲ့အပြင်ကိုလုံကမှပြန်မေးဆွဲခံရတဲ့အခြေအနေမျိုးတွေကိုရောက်သွားခဲ့တာမျိုးပါ။ဂန်ကိုဝိုင်းတိုက်ကြတဲ့နေရာမှာ power upgrade ဖြစ်လာတဲ့နာမီကိုတော့ချီကျူးမာရရမယ်။အချိန်တိုလေးအတွင်းမှာZeus ကိုဖောင်ပြောင်းနိုင်တော့တဲ့အထိထိရောက်လာနိုင်တယ်ဆိုတာကတော်ရုံအရှင်းတော့မရဘူး။ဒါပေမဲ့ဒီလောက်နဲ့ရောရက်တန်သွားလို့မရဘူး။ Robin ဆိုရင်လည်းဂါဘန်သာရောက်မလာခဲ့ဘူးဆိုရင်နေရာမှာတက်ပြောက်ဆုံးခဲ့ရမယ့်အနေအထားမျိုးပါ။ Final ဝါကိုသာဒီလိုပုံစံမျိုးနဲ့တွားရင်ဆိုင်မယ်ဆိုရင်ရက်ကွက်ထဲမှာစီဘူးဆောင်ပြီးပပြင်းနေရတဲ့အတူတူပဲ FR မှာတော့ကောက်ရိုးအုပ်ထုတွေတိုးတက်လာဖို့ကိုအများကြီးမျှော်လင့်မိတယ်။ဒီလိုတိုးတက်ဖို့လိုအပ်လာတဲ့အထက်မှာကပတိန်လူဖီကအစားပါတယ်။အရင်အားတွေတုန်းကဆိုရင်လူဖီဆိုတဲ့ကောင်ကအားစပြီဆိုတာနဲ့ကျွန်တော်ကျုံးကျင်နေပြီဆိုပြီးထိုင်ဟိုနေတဲ့ထဲကောင်မျိုးပါဒါပေမဲ့အခု FR မှာတော့ဘာမှလုံးမပြတာနှစ်ဝက်လောက်ရှိနေပြီ Chapter 152မှာဆိုရင်လူဖီရဲ့တိုးတက်လာတာကိုရောထပ်ပြီးတိုးတက်ဖို့လိုနေသေးရဲ့ဆိုတာကိုပါတိတိတသာမြင်နိုင်တယ်အန်နာဝေါမှာလိုကီကိုတရားချနေရကနေ FF ကျွန်းမကြီးစီကိုလူဖီပြန်ရောက်လာတာကအီမှုချောင်းတော့မဟုတ်ဘူးခံကိုကြောင့်တရားရသွားတယ်ဂါဘန်ရဲ့အသက်တက်မတည်မငြိမ်ဖြစ်သွားတာကိုအာယုခံမိပြီးတော့ရောက်လာတာလို့ပြောထားတယ်ထားကိုကြည့်မယ်ဆိုရင်လူဖီကအီမူရောက်လာချိန်မှာချက်ချင်းမသိခဲ့ဘူးအီမူကကွန်ကားဆာကီကိုသုံးတော့မှလူဖီကငါဘာတွေဖြစ်နေရဆိုတာကိုအခုနားလည်သွားပြီဆိုပြီးထပ်ပြောခဲ့တာဖြစ်တယ်အဲ့လိုပြောတဲ့အချိန်မှာ FF ကျွန်းကစောင်းကြပိုင်းဒီသောတက်ခါနေပြီအရင်တုန်းကအတိုင်းသာဆိုရင်တော့ဂါဘန်ရဲ့အခြေအနေကိုသိရဆိုတာနဲ့တင်လူဖီကိုအထင်ကြီးမိပါပါဒါပေမဲ့လူဖီအတွက်အခက်အခဲဆုံးရန်သူဖြစ်လာမယ်အီမူပေါ်လာတာကြီးကိုကွန်ကားဆာကီသုံးမှသိတယ်ဆိုတာကတော့အရန်ကြီးကောင်းတဲ့အနေအထားမျိုးမဟုတ်ဘူးသိကြပါတယ်လူဖီကခုထပ်ပို့ပြီးချမ်းလာအောင်ပါဘာဖြစ်လို့လဲဆိုတော့လူဖီရဲ့ဗတ်တဲ့အိုင်ကျူတနည်းအားဖြင့်တင်မူစကေကဘသူမှသွားရှုပ်လို့မရတဲ့အနေအထားမျိုးမှာဖြစ်တယ်ဒီလိုဖြစ်အောင်လေအိုရာကတမင်ဖန်တီးထားတာလို့ပြောလို့ရတယ်ဒီဗတ်တဲ့အိုင်ကျူအကြောင်းကိုတော့အစ်စ်ပါလာတော့မဲ့အစွမ်းကိုပြောရင်းနဲ့မှပဲဆက်ပြောပြမယ်ခုတော့ဂါဘန်ဘက်ကိုတစ်ချက်လှည့်ခြင်းတယ်ဂါဘန်က FR မှာတော့လောက်ခက်အထက်ဆုံးကာရီတာလို့ပြောရင်မှမထင်ဘူးတောင်ကြီးကိုတော့ဖြုံနိုင်ခဲ့တဲ့ကောင်ကHoly Knightတွေကိုတော့စည်ရင်းနဲ့တော့မထည့်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ကိုဂါဘန်ကတယောက်ချင်းစီပေါင်းချလိုက်ဆိုတာပါခံကိုတော်မှကိုလုံကိုတသားကံမလုပ်ဘူးဆိုရင်လွှဲမယ်မထင်ဘူး chapter အရှုပ်တွေကိုဆက်မရှင်းခင်မှာအဟုတ်တွေကိုအရင်လုံးမတော့ရမယ်ပထမဆုံးပြောချင်တာကတော့ Haki is everything ဆိုတာပါပဲပိုပြီးတိကျပြောရမယ်ဆိုရင်တော့ကွန်ကာရဆာကီဆိုတဲ့အောင်းနိုင်သူ Haki ကြီးတာမရှိဘူးဆိုရင် One Piece ဝါမှာအသက်ရှင်ဖို့မလွယ်တော့ဘူးကိုင်လိုပြောခဲ့ဘူးတဲ့ကွန်ကာရဆာကီရှိတဲ့လူတွေကပဲကဘာကြီးကိုအုပ်စိုးနိုင်တယ်ဆိုတဲ့စကားကအထောင်ခဲ့တာမျိုးတော့မဟုတ်ဘူးအခုဆိုရင်လေဂါဘန်ကဆိုမာကိုဟာကီတမျိုးတွေနဲ့ပြရှင်းသွားခဲ့တာပါဂါဘန်သုံးကားတာကကွန်ကာရဆာကီဖြစ်တယ်ဆိုတာကိုဂါဘန်ရဲ့ပစိန်နေနောက်ကဘ
Blood Lightning တွေကိုကြည့်ုံနဲ့သိနိုင်နေဆိုတော့အရင်ကြည့်တော့ရှင်းမပြတော့ဘူးဒါဆိုရင်မေးစရာတစ်ခုရှိတာကလူဖီကကွန်ကာရာဆာကီကိုသုံးနိုင်ပါရဲ့နဲ့ဖိုင်ရာတွေကိုဒဏ်ရာရအောင်မလုပ်နိုင်ခဲ့တဲ့အချက်ပါဒီထက်ရိုးရှင်းတဲ့အဖြစ်တစ်ခုကတော့အဲ့ချိန်တုန်းကလူဖီရဲ့ကွန်ကာရာဆာကီကမလုံလောက်သေးလို့ပါဒါကြောင့်မလို့ FR မှာဂါဘန်စီကနေအဓိကထားတင်ယူရမှာတွေကဟာကီတွေအကြောင်းသေးစိတ်ဖြစ်ဖို့များတယ်ဒီလောက်ဆိုရင်ဟာကီနဲ့ဒီဘက်ဖရူဘယ်ရာကပိုရေးကြီးလဲဆိုတဲ့ညှင်းခုန်မှုတွေကဒီနေရာမှာနေဆုံးခန်းတိုင်သွားပြီဆိုတာကိုသဘောပေါက်လောက်ပြီထင်တယ်ဆက်ပြီးပြောရမှာကတော့နီးကက်လာတဲ့ Final 1နဲ့တိုးတက်ဖို့လိုနေသေးတဲ့လူဖီရဲ့အကြောင်းပါ One Piece ဇလန်ရဲ့ပလော့တွေကတွေးလိရှုပ်လေးဖြစ်အောင်ဖန်တီးတတ်တဲ့တရားကန်ကဘသူလဲလို့မေးရင်အိုရာကိုပဲလက်ညှိုးထိုးရမှာပါဒါပေမဲ့ဒီလိုမျိုးရှုပ်အောင်ဖန်တီးထားတဲ့ဇလန်ကိုပဲပြန်ဖြေရဲ့နေရာမှာအိုရာကသူ့မတူအောင်ဆေးရကြလွန်းနေပြောရမယ်ဆိုရင်တော့အိုရာကသူ့ဆက်သူနိုင်နေဆိုတာမျိုးပေါ့အခုလေအိုရာကလူတိုင်းစဉ်းစားရခက်နေတဲ့ Overpower Holy Knight တွေကိုဘလို့ဖြစ်ရှင်းတော့မလဲဆိုတာကိုဂါမန်ကတက်တည်ပြလိုက်ပြီးဒီလိုမျိုးကွန်ကာရာဆာကီကိုကြွန့်ကျန်ကျင်နဲ့အသုံးပြုနိုင်တဲ့လူကအရန်ကိုရှားရဲဆိုတာကိုတော့အရင်ဆုံးသိသိချင်းနဲ့ဒီအစွမ်းကစီရီထဲမှာတစ်ခါမှမပါဘူးသေးတဲ့အစွမ်းလို့အစတုန်းကထင်ခဲ့မိတယ်တချို့လူတွေကတော့ပြောတယ်ကွန်ကာရာဆာကီရဲ့ advance form ကိုကြွန့်ကျန်ကျင်အသုံးပြုနိုင်မယ်ဆိုရင်ဒီလိုတွေဖြစ်လာနိုင်တယ်လို့ဘာလို့ပေါ့ဒါကိုဘာလို့လက်မခံနေတာလဲဆိုတော့ဂါဘန်ကဆိုမာကိုပြေးခုတ်တဲ့အချိန်မှာဘလက်လိုက်တနီတစ်ခုမှမတွေ့ရလို့ပါအားလုံးသိကြတဲ့အတိုင်းပဲဘလက်လိုက်တနီဆိုတာကကွန်ကာရာဆာကီရဲ့အမှတ်သားတစ်ခုဖြစ်တာမလို့အိုရာအနေနဲ့ဒီလိုမျိုးမေဂျာဖြစ်တဲ့အရာတစ်ခုကိုမေးထားမှာမဟုတ်ဘူးလို့ယုံကြည်ခဲ့မိလို့ပါဒါပေမဲ့နောက် chapter မှာပဲပစရဲ့နောက်မှာဘလက်လိုက်တနီတွေကအလူကိုထွက်နေတာကိုမြင်တော့ဒီအစမန်ကကွန်ကာရာဆာကီဆိုတာကိုလက်ခံလိုက်တယ်လက်မခံရင်လည်းဖင်ခံကိုပဲကျွန်တော်တာကိုရတယ်ကောင်တော်မရိုင်းဆက်ပြောရမယ်ဆိုရင်တော့ဂါပန်သုံးပြသွားတဲ့ကွန်ကာရာဆာကီကိုသုံးနိုင်တဲ့လူကအရန်ကိုရှာတယ်မဖြစ်လို့လဲဆိုတော့ဆိုမာရဲ့ reaction ကြောင့်လို့ပြောရမယ်ဆိုမာကလက်ပြတ်သွားတဲ့အချိန်မှာဘာလို့ပြန်ပြီး healing လုပ်လို့မရလဲဆိုတာကိုကိုယ်တိုင်တော့နားမလည်ဘူးဖြစ်နေတာပါဒီຢာနဲ့ပတ်သက်ပြီးပြောစရာနှစ်ခုရှိတယ်ပထမတစ်ခုကတော့ဆိုမာကိုယ်တိုင်ကသူတို့ရဲ့အစွမ်းကိုကောင်တာနိုင်တဲ့အရာရှိတယ်ဆိုတာကိုမသိသေးလို့ဖြစ်နိုင်တယ်ဒါပေမဲ့ Holy Knight တယောက်ဖြစ်နေပြီးတော့ကိုအားနဲ့ချက်ကိုတော့မသိနိုင်ဘူးဆိုရင်နည်းနည်းတော့ကြောင်တောင်းနိုင်တာမလို့ဒုတိယတစ်ခုကပို့ပြီးတော့ဖြစ်နိုင်တယ်ဒုတိယတစ်ချက်ကဘာလဲဆိုတော့ဆိုမာက F ကျွန်းပေါ်မှာသူတို့ရဲ့အားနည်းချက်ကိုသိရလို့မရှိဘူးလို့ထင်နေတာမျိုးလေဖြစ်နိုင်ပါသေးတယ်။ဒါကြောင့်မလို့လက်ပြက်ပြီးရဲ့နောက်မှာဆိုမာကဂါဘန်ကြီးရှိနေရဆိုတာကိုပါသိသွားတာမျိုးပါ။ယွန်ကိုရီရောဂျိုင်းဝါရီယာတွေရောရှိနေတာတောင်မှသူတို့ရဲ့အစွမ်းကိုခုခံနိုင်တော့တဲ့လူမရှိဘူးဆိုပြီးယူဆရလောက်တဲ့အထိကိုဒီအစွမ်းကရှားတာဖြစ်နိုင်တယ်။လမ်းကြုံပြောရမယ်ဆိုရင်တော့ဆိုမာကမသေးသေးဘူး။သူ့ရဲ့ပြင်လေကူးတော့နိုင်စွမ်းနှိမ့်သွားအောင်ပဲဂါဘန်ကလုပ်ခဲ့တာပါ။အသေးသက်ဖို့ဆိုရင်တော့ဒီထက်ပိုချမ်းတဲ့အစွမ်းမျိုးလိုအပ်ပါသေးတယ်။ဘလို့ပဲဖြစ်ဖြစ်ဒီလိုမျိုး overpower ဖြစ်ပြီးရှားလွန်းတဲ့အစွမ်းတစ်ခုကိုမင်းသားမလို့ချက်ချင်းသုံးသက်သွားတာမျိုးမဖြစ်ရလေအောင်အိုဒါကလူဖီရဲ့ battle engine နဲ့ landscape ဘလောက်တောင်ကောင်းနေဆိုတာကိုတိတိတတ်တာမြင်သာအောင်လို့ရှေ့အပိုင်းတွေမှာကတည်းက fan တွေကိုတေချာချပြပေးပြီးအိုဒါရဲ့ကြိုးမြင်နိုင်မှုနဲ့ဖန်တီးနိုင်မှုတွေကတကယ်ကြီးတော်လွန်းတယ်လို့ပြောရတော့မှာပါဒါကြောင့်လေလူဖီရဲ့ battle engine ကောင်းနေတာကအလကားမဟုတ်ဘူးဆိုတာကိုကျွန်တော်ခုနကတော့ပြောခဲ့တာဖြစ်တယ်ဂါဘန်ကလည်းမတည်သေးဘူးလူဖီကလည်းတိုးတက်လာအောင်မှာဆိုတော့အီမူကြီးပြန်သွားရင်တော့ power အမဲ့အချိန်တွေကရှိလာအောင်မှသိကြတယ်။တတိထားမိကြလားတော့မသိပေမဲ့ဂါဘန်ကတည်ရင်ရှင်ဖြစ်နေတဲ့အချိန်မှာတော့သူကဒုတိယအကျန်းဆုံးမှဆိုပြီး history ပြောတာကိုဝင်ထောက်ခဲ့တယ်။ဒါကိုကြည့်မယ်ဆိုရင်ဂါဘန်နဲ့ Rayleigh ကလည်း Zoro နဲ့ Sanji လိုပဲမတည့်ကြတော့ဘူး။ဒါကြောင့်မလို့ဂါဘန်ကသူ့ကိုတတိယအကျန်းဆုံးလို့ပြောတာကိုလက်မခံနိုင်တာဖြစ်ပါလိမ့်မယ်။တလက်စာရဲပြောရမယ်ဆိုရင်တော့ဂါဘန်မှာ Conqueror Saki ရှိတာတွေ Rayleigh နဲ့ဂါဘန်ကို Roger ရဲ့ဝင်းနေဖြစ်ခေါ်တာတွေကစန်ဂျီတဲ့အနာဂတ်မှာကွန်ကာရာဆာကီရှိလာဖို့လမ်းကိုဦးတည်နေတယ်။လူဖီကအနာဂတ်မှာဖရီကင်ဖြစ်လာမဲ့လူပါ။ဇိုရိုနဲ့စန်ဂျီကိုလည်းလူဖီရဲ့ဝင်းနေဖြစ်အလုံးကသတ်မှတ်ထားကြတာဖြစ်တယ်။အခုဆိုရင်ကွန်ကာရာဆာကီဆိုတာကအီမူဘတ်တော်သားတွေကိုတိုက်ခိုက်တဲ့နေရာမှာမဖြစ်မနေလိုအပ်တဲ့အရာတစ်ခုဖြစ်လာပြီးဒါကြောင့်မလို့စန်ဂျီမှာပါကွန်ကာရာဆာကီရှိလာဖို့က80%လောက်အထိကိုမြင့်တက်လာပြီးဖြစ်ပါတယ်။ပြောတာတွေလည်းများပြီဆိုတော့ဂျားဖြတ်အနေနဲ့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်သွားပေးဖို့တောင်းဆိုချင်တယ်။ဗီဒီယိုတွေပုံမှန်ပြန်တင်နိုင်အောင်ကြိုးစားနေပြီလို့ subscribe လုပ်သွားတာနောက်နှမရဘူးလို့အာမခံတယ်။အီမူဘက်ကိုပြန်နေကြတာပေါ့။မန်ကမှာဖြစ်ပျက်နေတာတွေကိုပြောရမယ်ဆိုရင်တေချာပေါက်ဒီကိစ္စကိုလည်းထည့်ပြောမှတော့ရမယ်။ One Piece War ရဲ့ mystery ရဲ့အဖြစ်ဆုံးကာရီတာကချွင်းချက်မရှိအီမူပါ။အတန်လည်းမကြဘူး၊ရုပ်လည်းမမြင်ဘူးသေးတဲ့အပြင်ယောက်ျားလားမိန်းမလားဆိုတာတော့မသိရသေးတဲ့လူတစ်ယောက်ရဲ့အစွမ်းကိုသိရဖို့ဆိုရင်တော့ကိုလူလိုရေးသားရတဲ့လမ်းထက်ပိုပြီးတော့ဝေးပါသေးတယ်။မလုံးလုံးလားအဲ့ဒါကြမလုံးလုံးလားဒါပေမဲ့ chapter 1149မှာတော့အိုရာတယောက်အီမူရဲ့ချန်နာကိစ္စကိုစဖြစ်ရှင်းတော့မယ်လို့ယူဆလို့ရတယ်။အီမူရဲ့ခန်းကိုထိချုပ်ပြီးတော့မူကိုယ်တိုင်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတဲ့စကားကြီးကမေးခိုင်တာဖြစ်ဖို့အတွက်အရန်တွင်နှောင်းလုံးနေတယ်လို့ကျွန်တော်ကတော့ခန်းစားရတယ်။
ဒါကြောင့်မလို့အီမူကယောက်ျားလေးဖြစ်မယ်ဆိုတာကိုခဏပေးထားလို့ရပြီဒါပေမဲ့ဆက်ပြီးစဉ်းစားရမှာကအီမူကမိန်းကလေးအစ်စ်လားအချိုးကောက်လားဆိုတဲ့ကိစ္စပါကိုနာမည်ကိုစကားပြောရင်ထစ်ထစ်ပြောတတ်တာကမိန်းကလေးနဲ့ဂေးတွေမှာပဲတွေ့ရတတ်တဲ့လက္ခဏာမျိုးဖြစ်ပါတယ်ဂျပန်နိုင်ငံမှာတော့မိန်းကလေးအများစုကပဲဒီလိုလုံးလေးလှုပ်ထားရှိတာမလို့အီမူကမိန်းကလေးဖြစ်ဖို့အတွက်ရခိုင်နှုတ်ပို့များပါတယ်ဘလို့ပဲပြောတေးချာတာတစ်ခုကတော့အီမူကအရန်ကိုစိုးရဲလူတစ်ယောက်ဖြစ်တယ်ဘာဆိုးတာလဲဆိုတော့နှွေသိုးလေးပါစတာပါအီမူရဲ့ချန်နာအကြောင်းကိုအားချောင်းပြီးပြီဆိုတော့အစွမ်းနေအကြောင်းကိုလည်းဆက်ပြောမှတော့ရမယ်အီမူပေါ်မလာခင်အထိ One Piece War ရဲ့အချမ်းဆုံး Konkarasaki ယူတာကရှက်ဖြစ်တယ်ဆိုတာကိုအားလုံးနဲ့လက်ခံကြမယ်ထင်တယ်ရှက်ဆက် Konkarasaki ပိုကောင်းတဲ့လူတွေထဲမှာတချို့ကတည်သွားပြီဖြစ်တယ်လို့တချို့ကလည်း Prime Time အလွန်အချဘက်ကိုရောက်နေကြပါပြီလူပြေကြပြန်တော့လေအခုမှ Prime Time စာပဲရှိသေးတာမလို့ရှက်ကိုရှင်းနိုင်သွားမရှိသေးဘူးIsland အားမှာမြင်ခဲ့ရတဲ့ Join Point ဆက် Konkarasaki အချမ်းစာကလက်ရှိမင်းမျိုးသမီး Konkarasaki တွေထဲမှာအမြင့်ဆုံး level မှာရှိနေတယ်ဆိုပေမဲ့အသက်မရှိတော့တဲ့လူတစ်ယောက်ရဲ့ haki ဖြစ်နေတော့ရှက်ရဲ့အချမ်းဆုံး Konkarasaki ဆိုတဲ့ဂုံပုတ်ကိုမထိခိုက်စေပါဘူးဒါပေမဲ့ရှက်ရဲ့ဒီဂုံပုတ်ကိုလှုပ်ခိုက်စေမဲ့လူတစ်ယောက်ပေါ်လို့လာပြီသူကတော့တခြားလူမဟုတ်ဘူးလက်ရှိ ongoing manga chapter တွေမှာအားလုံးရဲ့ attention ကိုယူထားတဲ့အီမူကြီးပါ F မှာအီမူသုံးပြလိုက်တဲ့ Konkarasaki ကဂျိုင်းရန်တွေတော့တောက်ခံနိုင်သွားမရှိဘူးဒါတော့မှလူကိုယ်တိုင်သုံးပြတာမျိုးမဟုတ်ပဲထိချုပ်ထားတဲ့ခန္ဓာကိုယ်ကနေတစ်ဆင့်သုံးပြတာမျိုးဖြစ်တယ်ဒါကြောင့်မလို့အီမူကိုယ်တိုင်သာ body အဆင့်နဲ့ထုတ်သုံးမယ်ဆိုရင်အားမှာမြင်ခဲ့ရတဲ့ join point ရဲ့ Konkarasaki နဲ့သူမတာကိုအားသူပါဆိုတဲ့အနေအထားမျိုးမှာရှစ်ဖို့များတယ်ဒီလိုသာဖြစ်မယ်ဆိုရင်တော့ရှက်ရဲ့အချမ်းဆုံး Konkarasaki ဆိုတဲ့ဂုံပုတ်ကအီမူစီကိုမကြခင်လွှဲပေးရတော့မှာပါခုလက်ရှိ One Piece War ရဲ့အနေအထားကရှုပ်ချင်တဲ့သူနဲ့ရှုပ်အီမူကိုတော့သွားရှုပ်လို့မရဘူးဆိုတာမျိုးပါကျန်တဲ့သူတယောက်ကတာမန်အချိန်ဆိုရင်တော့ရှိန်မှုကောင်းနေတာမလို့အဲ့လိုလူတယောက်သာစိတ်တူသွားမယ်ဆိုရင်ဘလောက်တောင်ချုပ်ဖို့ကောင်းလဲသိကျင်နေဆိုရင်တော့ chapter 150ကအီမူကိုသာကြည့်လိုက်ပါအီမူတယောက်ပထမဆုံးအစွမ်းကိုထုတ်ပြတဲ့အချိန်မှာဂျွန်းတစ်ခုလုံးပျက်စီးသွားတယ်ဒုတိယအချိန်ထုတ်ပြတဲ့အချိန်မှာတော့လူတယောက်ရဲ့အသက်ကဖြုတ်လေးတစ်ကောင်တက်ခံရတယ်လို့မျိုးကိုသိဆုံးသွားခဲ့တယ်ဒါတော့မှ Revolutionary Army ရဲ့ဒုတိယအကျန်းဆုံးမှာဆိုတဲ့မိကောင်လေးတောင်ကန်ကောင်းလို့မတည်ခဲ့တာအီမူရဲ့ share တို့အနေထားပဲမြင်ရသေးတဲ့ form ကလည်းအတော်လေး better ဆန်နေလို့ပြောရမယ်ခုနောက်ဆုံးအချိန်ပေါ်လာတဲ့အခါမှာလေတချို့အစွမ်းနေဆိုရင်ညံတော့မမိချင်ဘူးလူကိုထိန်းချုပ်တာတွေမက်ချစ်အစွမ်းနေဆိုတာက One Piece series တစ်လျှောက်လုံးမှာကျွန်တော်တို့တစ်ခါမှမမြင်ဘူးသေးတဲ့အစွမ်းတွေဖြစ်တယ်ဒီအစွမ်းတွေပဲကြည့်မယ်ဆိုရင်အီမူကလူတစ်ယောက်ဖြစ်မယ်ဆိုတာတော့ယုံကြည်ဖို့ခက်ခဲလာပါတယ်အီမူကသူ့ကိုယ်သူခေါ်လို့သာအော်နေပေမဲ့တကယ်တမ်းသုံးပြနေတဲ့အစွမ်းတွေကဒီဖယ်ရီနဲ့ပတ်သက်တာကြီးပဲမလို့လက်စိုးဖြစ်ဖို့တော့ပုံများတယ်ပြောရင်ယုံကြမလားတော့မသိပေမဲ့အီမူကဒီဘက်တစ်ကောင်ဖြစ်မယ်ဆိုတာကိုကျွန်တော်လွန်ခဲ့တဲ့နှစ်ခန့်ကပြောခဲ့ဘူးတယ်အဲ့ဒီတုန်းကဗီဒီယို content creator လည်းမဖြစ်သေးဘူးစာရှိကြီးတွေလည်းရေးချင်တယ်မရှိတဲ့ကာလမလို့ကျွန်တော်တို့စီရိုင်း party တွေစုနေတယ် Telegram group ထဲမှာပဲပြောပြပစ်ခဲ့တယ်အခုချိန်မှာဆိုရင်တော့အီမူကဒီဘက်ပါဆိုတဲ့အကြောင်းပြချက်တွေကပိုလို့တော့ပေါ်လာပါပြီအီမူသုံးသွားတဲ့တိုက်ခွက်တစ်ခုရဲ့နာမည်ကိုပဲကြည့်လိုက်ပါ Device Contract တဲ့ပြီးတော့ Magic ပုတ်လိုအရာမျိုးကိုလည်းသုံးသွားခဲ့တယ်ဒါတွေမကသေးပဲ Effect ကျုံးမှာရှိတဲ့နေရာစီးပကြီးတွေမှာလည်းဒီဘက်လိုအကောင်ကြီးပါနေရဆိုတော့အီမူကဒီဘက်ဖြစ်မယ်ဆိုတာကတော့သိကြသလောက်ပဲကျွန်တော်အဓိကပြောချင်တာကအီမူနဲ့ရှင်ချမယ်လူဖီရဲ့အကြောင်းပါဒီဘက်ရီသာတကယ်ရှိခဲ့မယ်ဆိုရင်ကော့ဆိုတာလည်းတကယ်ရှိခဲ့နိုင်တယ်ဒီလောက်ဆိုရင်တော့တချို့လူတွေကဘာလို့ဆိုလိုချင်တာလဲဆိုတာကိုရေးရေးလေးတော့နားလည်လောက်ပြီးထင်တယ်ပြောရမယ်ဆိုရင်တော့ဆန်ကော်နီကာဆိုတာကတမိုင်းထဲမှာတကယ်ရှိခဲ့ဘူးတယ် Voice Century ကဂျွိုင်းဝိုင်းကိုဆိုလိုချင်တာမဟုတ်ပဲ Effect ကျွန်းကဂျာဇဝင်တွေထဲမှာပါတယ်ဆန်ကော်နီကာအစ်စ်ကိုပြောချင်တာပါအီမူသာဒီဘက်အစ်စ်ဆိုရင်ဒီဘက်ဖရူတွေကဘယ်ကဆင်းသက်လာတာဖြစ်မယ်ထင်လဲသိကြပါတယ်အီမူစီကပဲဆင်းသက်လာတာဖြစ်ပါလိမ့်မယ်တတိထားမိကြလားတော့မသိပေမဲ့အီမူကိုစာပုံဝင်ထိုးလိုက်တော့ကစာပူးရဲ့မိတွေကအီမူကိုမထိခိုက်စေဘူးကျန်းလုံးတဲ့ durability ကိုပိုက်ဆိုင်ထားလို့မိကိုတောင်းခံနိုင်တာမျိုးမဟုတ်ပဲအီမူရဲ့အနားမှာမိကလောင်ကိုမလောင်တာပါနောက်ပြီးတော့ chance တို့အဖွဲ့ဆိုရင်လည်း Diver Fruit ကိုမစားထားတာကလည်းဒါကြောင့်ဖြစ်နိုင်တယ် Diver Fruit ရဲ့မိခင်ကြီးဖြစ်တဲ့အီမူကို Diver Fruit အစွမ်းတွေကတက်ရောက်မှုမရှိဘူးလို့ဆိုလိုချင်တာမျိုးဖြစ်ပါတယ် Diver Fruit စားထားတဲ့လူဖီကိုကြဘာလို့ကြောက်နေကြတာလဲဆိုပြီးတွေးကောင်းတွေးနေနိုင်တယ်ကျွန်တော်ခုနတုန်းကပြောခဲ့သလိုပဲ Diver ကနေ Diver Fruit ဆင်းသက်လာရဲဆိုရင် Go ကနေဆင်းသက်လာတဲ့ Go Fruit ဆိုတာလည်းရှိနိုင်တယ် Voice Century က join ဝိုင်းနဲ့ Effect ကျွန်းကဆက်ဆက်ရေးကိုပဲတစ်ချက်ရင်ကြည့်လိုက်ပါ Effect ကျွန်းမှာကမျိုးစင်သက်ထိမ့်သိမ့်လာတဲ့ Diver Fruit တစ်လုံးရှိတယ်ဆိုတာကိုကျွန်တော်တို့အားလုံးလည်းအသိပဲတကယ်လို့အဲ့ Diver Fruit က Diver Fruit ဟုတ်မနေဘဲနဲ့စန်ကော့နီကာကနေဖြစ်တည်လာတဲ့ Go Fruit ဖြစ်နေပြီးတော့ Voice Century က join ဝိုင်းက Effect ကျွန်းကိုရောက်လာတဲ့အချိန်မှာစမိသွားလို့ပြောရင်ကျွန်တော်အတွေးလုံနေလို့ပြောကြမလားတစ်ချက်ပြန်စဉ်းစားကြည့်ပါကျွန်တော်ပြောသလိုမျိုး Diver Fruit တွေက Emu စီကနေမြဖြားခံလာတာဆိုရင် Emu က Diver Fruit စားထားတဲ့ Luffy ကိုကြောက်เสียရမလို့ဘူး
ဆန်ကောနီကာကိုကောင်တာလုပ်ဖို့အတွက်ဖန်တီးထားတဲ့ဘွန်နီဆိုတာကလည်းဖြစ်လာစရာအကြောင်းမရှိဘူးလေဟုတ်တယ်မလားနောက်ပြီးတော့ရိုဂျာကအရန်ကျန်းနေပါရဲ့နဲ့အီမူကိုထိတ်တဲ့ရင်ဆိုင်မှုမရွေးခဲ့ဘူးဘာဖြစ်လို့လဲဆိုတော့ရိုဂျာမှာ golf fruit ဆိုတာကြီးရှိမနေလို့ပါရှက်စ်တို့ကိုကြီးလိုက်မယ်ဆိုရင်လည်း diver fruit ကိုလုံးဝမစားဘူးရှက်စ်က selection dragon တယောက်ဖြစ်တာမလို့အီမူရဲ့ diver fruit တွေကိုအိမ်မြူနိုင်စွမ်းကိုတီးထားမယ်ဆိုရင်လည်းအရန်ကြီးတော့ထူးဆန်းမနေဘူးဒါကြောင့်ပဲ diver fruit တွေကိုဘေးမဲ့ပေးထားတာဖြစ်နိုင်တယ်ဒါပေမဲ့ diver fruit တွေကိုလည်းမကြည့်တဲ့ chance တို့တက်တိုက်ကလူဖီစားထားတဲ့အသီးကိုတော့ဝါခပါမက်လက်ထဲကနေမရမကဝင်ခိုးခဲ့တယ်ဖြီကတော့ရှင်းပါတယ် diver fruit မို့ပဲ golf fruit ဆိုတာကိုသိနေကြလို့ပါဒီလိုသာတကယ်ဖြစ်မယ်ဆိုရင်တော့ golf versus diver တိုက်ပွဲကြီးကိုလည်းမြင်မြင်ကြီးကြည့်အောင်မှာဖြစ်တယ်အီမှုကိုချီမွန်ကန်းဖွင့်ပြီးပြီဆိုတော့ကောင်တာပြန်လုံးမဲ့အပိုင်းလေးလည်းပြောမှရရမယ်ကောင်တာလုံးလို့ရတာကလူဖီရဲ့အစွမ်းနဲ့ကွန်ကာရာဆာကီဆိုတာကိုအရန်ကြီးတော့ရှင်းပြတဲ့ရလူမယ်မထင်ဘူးကွန်ကာရာဆာကီဆိုတာကတခြားလူတွေမှလည်းရှိတာမှန်ပေမဲ့ဆန်ကောနီကအစွမ်းကတော့လူဖီတယောက်တည်းရှိတာပါတကယ်လို့လူဖီရဲ့အစွမ်းကသာတခြားလူတွေကို share ပေးလို့ရမယ်ဆိုရင်တော့ဒီပြဿနာကအလိုလိုဖြေရှင်းပြီးသားဖြစ်သွားပြီကျွန်တော်ကအချက်လက်မရှိပဲအားချောင်းနေရလို့ထင်ရင်တော့ကိုလူလိုမားနေပြီလို့ပဲပြောချင်တယ်အီမူတို့ဘက်ကလူတွေကိုတစ်ချက်ကြည့်လိုက်ပါ ever mark ကိုသုံးပြီးတော့အီမူရဲ့ power တွေကိုယူသုံးနေကြတာကိုတီးတီးတတာတွေ့နိုင်တယ်ဒါတွေမကသေးပဲအီမူဆိုရင်သူကိုယ်တိုင်ဝင်ပြီးထိချုပ်လို့တော့ရသေးတယ်ဒီဗီဒီယိုရဲ့လုံနိုင်စွမ်းကိုခေါ်တပားကမပြီးဘူးဆိုရင်တော့နည်းနည်းတော့ကျုပ်ပေါက်တယ်လေဟုတ်တယ်မလားဒါကြောင့်မလို့လူဖီရဲ့ power upgrade က haki ဖြစ်ပြီးတော့ final 1မှာတခြားလူတွေရဲ့လုံနိုင်စွမ်းကလူဖီပေါ်မှာအများကြီးမိခိုနေတယ်လို့ပြောချင်တယ်ဒီနေ့ခါတော့ဒီလောက်ပါပဲတကယ်တော့ပြောစရာတွေကအများကြီးကျန်သေးတယ်ဒါပေမဲ့ခုဗီဒီယိုကအတော်လေးရှင်းနေပြီမလို့နောက်တစ်ပုတ်မှာပဲပြောပြတော့မယ်ကျွန်တော်ကတော့ဇက်ပါမတူညီတဲ့ theory တစ်ခုနဲ့အတူတူပြန်တွေးကြတာပေါ့ဒီနေ့များဟာမင်းတကမဝေရောက်လာသေရောငယ်တူဟာလဲပြနေရှာနောင်ပြေကစက်ကပေါ်တဲ့